ဖတ်ရှုနားဆင်တနစ်တာနှုတ်ကပတ်တမန်တရားအစီအစဉ်မှာကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး28မှ31ထိဖြစ်ပါတယ်။ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး28ထိုကာလ၌ဖိလိတ္တိလူတို့သည်ဣသရေလအမျိုးကိုစစ်တိုက်အံ့သောငါဘိုးကြီးများကိုစုဝေးကြ၏။အာခိတ်မင်းကလည်းသင်သည်လူများပါလျက်ငါနှင့်လိုက်၍စစ်တိုက်သွားရမည်ကိုဆက်ဆက်သဘောကြလောဟုဒါဝိဒ်အားဆိုလျင်ဒါဝိဒ်ကအကယ်စင်စစ်ကိုရောကျွန်သည်အဘယ်သို့ပြုနိုင်သည်ကိုကိုရောသည်သိတော်မူလိမ့်မည်ဟုလျှောက်တော်အာခိတ်မင်းကသို့ဖြစ်၍သင်ကိုငါအသက်ဆောက်ဗိုလ်ချုပ်အရာ၌ငါခန့်ထားမည်ဟုပြန်ပြော၏ထိုကာလ၌ရှမွေလမရှိသေလွန်၏ဣသရေလအမျိုးသားအပေါင်းတို့သည်ငိုကြွေးမိတမ်းခြင်းကိုပြုလျက်သူကိုသူနေရင်ယာမမြို့၌တကြိုကြ၏ရှောလူသည်စုံနှင့်နတ်ဝင်အပေါင်းတို့ကိုတပြည်လုံးတွင်တုတ်တင်ဖယ်ရှင်းနှင့်ပြီးထိုအခါဖိလိတ္တိလူတို့သည်စုဝေး၍ရှုနေမြို့မှတက်ချကြ၏ရှောလူသည်လည်းဣသေလမျိုးသားအပေါင်းတို့ကိုစုဝေးစေ၍သူတို့သည်ဂိလဗောမြို့မှတက်ချကြ၏ရှောလူသည်ဖိလိတ္တိလူအလုံးရင်းကိုမြင်သောအခါကြောက်၍အလွန်တုန်လှုပ်သောစိတ်နှလုံးရှိ၏ထာဝရဘုရားကိုမေးလျှောက်တော်လဲထာဝရဘုရားသည်ထူးတော်မူအိမ်မက်အားဖြင့်၎င်းဥရိမ်အားဖြင့်၎င်းပရောဖက်အားဖြင့်၎င်းထူးတော်မမူထိုအခါရှောလူကနတ်ဝင်မိန်းမကိုရှာကြလော့ငါသား၍မေးမြန်းမည်ဟုကျွန်တို့အားဆိုသည့်အတိုင်းကျွန်တို့ကအင်ဒေါရာမြို့မှာနတ်ဝင်မိန်းမတယောက်ရှိပါ၏ဟုလျှောက်တော်ရှောလူသည်အဝတ်လဲ၍ထူးခြားသောအယောင်ကိုဆောင်လျက်ညအခါလူနှစ်ယောက်နှင့်တကွထိုမိန်းမစီသို့သွား၍ရောက်ပြီးလျှင်သင်ပေါင်းသောနတ်ကိုအမိပြု၍သင်အားငါပြောမိသူကိုဖော်ပါလော့ဟုတောင်းပန်လေ၏မိန်းမကလည်းရှောလူပြုသောအမှုစုံနှင့်နတ်ဝင်တို့ကိုတပြည်လုံးတွင်သုတ်တင်ပယ်ရှင်းသောအမှုကိုသင်သည်တင့်လျက်နှင့်ငါကိုသေစေခြင်းကအဖဲကြောင့်ငါအသက်ကိုကြော့ဆန်းသည်ဟုပြန်ပြောတော်ရှောလူကထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဤအမှုကြောင့်အဘယ်အပြစ်မြတ်မရောက်ရဟုထာဝရဘုရားကိုတိုင်တည်၍ကျိန်ဆိုလေ၏မိန်းမကလည်းအဘယ်သူကိုငါဖော်ရမည်နည်းဟုမေးလျင်ရှောလူကရှမွေလကိုဖော်ပါဟုဆို၏မိန်းမသည်ရှမွေလကိုမြင်သောအခါကြီးသောအသံနှင့်အော်ဟစ်၍ကိုရောသည်ကျွန်မကိုအဘဲကြောင့်လဲ့စားသည်။ကိုရောသည်ရှောလူဖြစ်ပါ၏ဟုရှောလူအားဆိုလျင်ရှင်ဘုရင်ကမစိုးရိမ်နှင့်အဘယ်အရာကိုမြင်သည်ဟုမေးတော့မိန်းမကမြေကြီးတဲကဖျားတက်လာသည်ကိုကျွန်မမြင်ပါသည်ဟုလျှောက်၏အဘယ်သို့သောအယောင်ဆောင်သည်ဟုမေးပြန်တော့လူအိုတက်လာပါ၏ဝတ်လုံခြုံလျက်ရှိပါ၏ဟုလျှောက်ပြန်လေရှမွေလဖြစ်ကြောင်းကိုရှောလူသည်ရိပ်မိ၍မြေပေါ်မှဥညွတ်ပြတ်ဝတ်လျက်နေ၏ရှမွေလကလည်းသင်သည်ငါ့ကိုနှောက်ယှက်လျက်အဘဲကြောင့်ဖော်သည်ဟုရှောလူကိုမေးတော့ရှောလူကအကျွန်ုပ်သည်အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီဖိလိတ္တိလူတို့သည်စစ်တိုက်ကြပါ၏ဖျားသခင်သည်အကျွန်ုပ်ကိုစွန့်တော်မူမည်ပရောဖက်အားဖြင့်ထူးတော်မမူအိမ်မက်အားဖြင့်ထူးတော်မူအကျွန်ုပ်သည်အဘယ်သို့ပြုရမည်ကိုကိုတော်ပြစီခြင်းကကိုတော်ကိုအကျွန်ုပ်ခေါ်ပါပြီဟုပြောဆို၏ရှမွေလကလည်းထာဝရဘုရားသည်သင်ကိုစွန့်၍သင်ရန်ဘက်ဖြစ်တော်မူသည်မှန်လျင်ငါကိုအဘဲကြောင့်မေးမြန်းသေးသည်။ထာဝရဘုရားသည်ငါအားဖြင့်မိန့်တော်မူသည့်အတိုင်းသင်၌ပြုတော်မူပြီးထာဝရဘုရားသည်ဤနိုင်ငံကိုတင့်လက်မှနှုတ်၍သင်အိမ်ကြီးချင်းဒါဝိဒ်အားပေးတော်မူပြီးအကြောင်းမူကားသင်သည်ထာဝရဘုရား၏စကားတော်ကိုနားမထောင်ပြင်းစွာသောအမျက်ကိုအာမလက်အမျိုး၌မစီရင်သောကြောင့်ထာဝရဘုရားသည်ဤအမှုကိုယနေ့သင်၌ရောက်စေတော်မူပြီးထိုမှတပါသင်နှင့်ဣသေလအမျိုးကိုဖိလိတ္တိလူတို့လက်၌အပ်တော်မူမည်မနေ့ဖြန်နေ့သင်နှင့်သင်၏သားတို့သည်ငါနှင့်အတူရှိလိမ့်မည်ထာဝရဘုရားသည်ဣသေလလူအလုံးရင်းကိုဖိလိတ္တိလူတို့လက်၌အပ်တော်မူမည်ဟုဆို၏ထိုအခါရှောလူသည်မြေပေါ်မှအလျားပြတ်ဝတ်လဲနေ၍ရှမွေလစကားကြောင့်အလွန်ကြောက်ရွံ့၏တနေ့နေ့တညလုံးအဘယ်အစာကိုမျှမစားဘဲနေသောကြောင့်အာကုန်ပြီထိုမိမသည်လာ၍ရှောလူအလွန်စိတ်ညစ်သည်ကိုမြင်လေကိုရောကျွန်မသည်
ကိုရောစကားကိုနားထောင်ပါပြီကိုအသက်ကိုမနှမျောပဲကိုရောမိတော်မူသောစကားကိုနားထောင်ပါပြီတို့ဖြစ်၍ယခုကိုရောကျမ၏စကားကိုနားထောင်တော်မူပါစားစရာအနှဲငယ်ကိုရှေ့တော်၌တင်ပြစေကိုရောကြွသွားသောအခါအပြည့်စေခြင်းကစားတော်ခေါ်ပါဟုလျှောက်တော်လေရှောလူကငါမစားဟုညင်းပယ်လေ၏တို့ရတွင်ကျွန်တို့သည်မိမနှင့်ဝိုင်း၍အနိုင်ပြုကြသဖြင့်ရှောလူသည်သူတို့စကားကိုနားထောင်၍မြေပေါ်ကထပြီးလျင်ဂဒင်ပေါ်မှထိုင်လေ၏ထိုမိမသည်မိမိအိမ်၌စူအောင်ကျွေးသောနွားကလေးတစ်ကောင်ရှိသည်ဖြစ်၍အလင်းအမြန်တက်လေ၏မုံညက်ကိုလည်းယူ၍နေသဖြင့်တဆေးမဲ့မုတ်ကိုဖုတ်ပြီးမှရှောလူနှင့်ကျွန်များတို့ရှေ့၌တင်လေ၏သူတို့သည်စား၍ထိုညတွင်ထသွားကြ၏ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး29ဖိလိတ္တိလူတို့သည်ဘိုးကျိအပေါင်းတို့ကိုအာဖတ်မြို့မှစုဝေးစေကြ၏ဣသရေလလူတို့သည်ယေဇရေလမြို့မှရှိသောစမ်း၍တင်းနား၌တက်ချကြ၏ဖိလိတ္တိမင်းတို့သည်လူ100တက်1000တက်အစဉ်အတိုင်းချီသွားသဖြင့်ဒါဝိဒ်နှင့်သူ၏လူတို့သည်နောက်တက်၌အာခိတ်မင်းနှင့်အတူလိုက်ကြ၏ဖိလိတ္တိမင်းတို့ကလည်းသင်နှင့်လိုက်သောထိုသူသည်အဘယ်သူနည်းဟုမေးလျင်အာခိတ်မင်းကဤသူသည်ဣသေလရှင်ဘုရင်ရှောလူ၏ကျွန်ဒါဝိဒ်ဖြစ်သည်မဟုတ်လောကြာမြင့်စွာငါထံမှနေပြီငါထံသို့ရောက်သောနေ့မှစ၍ယနေ့တိုင်အောင်သူ၌အပြစ်တင်စရာတစုံတစ်ခုကိုမျှမတွေ့ဟုဖိလိတ္တိမင်းတို့အားပြောဆိုတော်လေဖိလိတ္တိမင်းတို့သည်စိတ်ဆိုးလျက်ဤသူပြန်ပါစေမင်းနေရာချသောအရက်သို့သွား၍နေပါစေငါတို့နှင့်အတူစစ်တိုက်မလိုက်စေနှင့်စစ်တိုက်ရာတွင်ငါတို့ရန်ဘက်၌နေမည်ကိုစိုးရိမ်စရာရှိ၏သူသည်သူသခင်၏စိတ်ကိုပြေစေခြင်းကအဘယ်သို့ပြုနိုင်သနည်းငါတို့လူများ၏အသက်ကိုအပ်၍ပြုနိုင်သည်မဟုတ်လောရှောလူအထောင်တောင်ဒါဝိဒ်အသောင်းတောင်တက်လီစွာတကားဟုအလဲ့လဲ့ကလျက်တချင်းဆိုကြသောအခါဤဒါဝိဒ်ကိုရည်ဆောင်၍တချင်းဆိုကြသည်မဟုတ်လောဟုအပြစ်တင်သောကြောင့်အာခိတ်မင်းသည်ဒါဝိဒ်ကိုခေါ်၍အကယ်စင်စစ်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းသင်သည်ဖြောင့်မတ်စွာပြုပြီးငါနှင့်အတူတက်မှုတက်ရေး၌သင်သွားလာပြုမှုခြင်းကိုငါအားရပြီသင်သည်ငါထံသို့ရောက်သောနေ့မှစ၍ယနေ့တိုင်အောင်သင်၌အပြစ်ကိုမတွေ့သို့သောဖိလိတ္တိမင်းတို့သည်သင်ကိုအလိုမရှိကြသို့ဖြစ်၍ယခုငြိမ်ဝတ်စွာပြန်သွားတော့ဖိလိတ္တိမင်းတို့ကိုစိတ်ဆိုးစေခြင်းကမပြုပါနှင့်ဟုဆိုသောဒါဝိဒ်ကကျွန်တော်သည်ကျွန်တော်သခင်ရှင်ဘုရင်၏ရန်သူတို့ကိုစစ်တိုက်မသွားစေခြင်းကအဘယ်သို့ပြုပြီးသနည်းကိုရောထံမှနေသမျှကာလပတ်လုံးယနေ့တိုင်အောင်အဘယ်အပြစ်ကိုတွေ့တော်မူသနည်းဟုအာခိတ်မင်းအားမေးလျှောက်သောအာခိတ်မင်းကသင်သည်ငါရှိမှဖျားသခင်ကောင်းကင်တမန်ကဲ့သို့ကောင်းသည်ကိုငါသိ၏သို့တော်လည်းငါတို့နှင့်အတူစစ်တိုက်မလိုက်စေနှင့်ဟုဖိလိတ္တိမင်းတို့သည်စီရင်ကြပြီသို့ဖြစ်၍သင်နှင့်လိုက်လာသောသင်သခင်၏ကျွန်တို့နှင့်အတူနက်နက်စောစောထား၍မိုးလင်းသောအခါပြန်သွားတော်ဟုဒါဝိဒ်အားဆိုသည့်အတိုင်းဒါဝိဒ်နှင့်သူ၏လူတို့သည်နက်နက်စောစောထား၍ဖိလိတ္တိပြည်သို့ပြန်သွားကြ၏ဖိလိတ္တိလူတို့သည်လည်းယေဇရေလမြို့သို့ခြီသွားကြ၏ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး30 3ရက်လွန်၍ဒါဝိဒ်နှင့်သူ၏လူတို့သည်ဇိကလက်မြို့သို့ရောက်သောအခါအာမလက်လူတို့သည်တောင်ပြည်နှင့်ဇိကလက်မြို့ကိုတိုက်သဖြင့်ဇိကလက်မြို့ကိုလှုပ်ကြံ၍မိရှို့နှင့်ကြပြီမြို့၌ရှိသောမိန်းမအကြီးငယ်တယောက်ကိုမျှမသက်ရှိသမျှတို့ကိုသိမ်းသွားနှင့်ကြပြီသို့ဖြစ်၍ဒါဝိဒ်နှင့်သူ၏လူတို့သည်မြို့သို့ရောက်သောအခါမြို့ကိုမိရှို့၍မယားသားသမီးများကိုသိမ်းသွားကြောင်းကိုတွေ့သဖြင့်ငိုသံကိုလွင့်၍အာကုံသည့်တိုင်အောင်ငွေကြွေးကြ၏ဒါဝိဒ်မယားနှစ်ယောက်ယေဇရေလမြို့သူအဟိနောင်နှင့်နာဗလမယားကရမေလမြို့သူအဘိဂဲလာတို့သည်လည်းပါသွားကြပြီဒါဝိဒ်သည်အလွန်စိတ်ညှို့ညင်ဆင်းရဲ၏လူများတို့သည်မိမိတို့သားသမီးများကြောင့်စိတ်ညှိုးငယ်သဖြင့်ဒါဝိဒ်ကိုကြောက်ခဲနှင့်ပြည့်မိဟုဆိုကြ၏ဒါဝိဒ်မူကားမိမိထာဝရဘုရားကိုကိုးစားလျက်နေ၍သင်တိုင်းတော်ကိုငါထံသို့ဆောင်ခဲ့ပါလော့ဟုအဟိမလက်၏သားအဗျာသာကိုဆိုလျင်အဗျာသာသည်သင်တိုင်းတော်ကိုဒါဝိဒ်ထံသို့ဆောင်ခဲ့လေ၏
ဒါဝိဒ်ကလည်းအကျွန်ုပ်သည်ထိုအလုံးရင်းကိုလိုက်ရပါမည်လောလိုက်လျင်မိနိုင်ပါမည်လောဟုထာဝရဘုရားကိုမေးလျှောက်တော့လိုက်လော့ဆက်ဆက်မိ၍အလုံးစုံတို့ကိုရပြန်မည်ဟုမိန့်တော်မူသည့်အတိုင်းဒါဝိဒ်နှင့်သူ၌ပါသောလူ600တို့သည်သွား၍ဘေသောချောင်းသို့ရောက်သောအခါလူအချို့တို့သည်ထိုချောင်းနားမှနေရကြ၏ဒါဝိဒ်နှင့်လူ400တို့သည်လိုက်ကြ၏200တို့သည်မော၍ဘေသောချောင်းကိုမကူးနိုင်သောကြောင့်နေရကြ၏လွင်ပြင်၌အေဂုတုလူတယောက်ကိုတွေ့၍ဒါဝိဒ်ထံသို့ဆောင်ခဲ့သဖြင့်မုန့်ကိုပေး၍ထိုသူသည်စား၏ရေကိုလည်းတောက်စီကြ၏သင်္ဘောတဖန်သည်ဖြင့်တစ်ဖက်စပြည့်သည်နှစ်ပြုတ်ကိုလည်းပေး၍သူသည်စားသဖြင့်အားပြည့်ပြန်၏3ရက်ပတ်လုံးမစားမတောက်ပဲငတ်မှုခဲ့ပြီးဒါဝိဒ်ကလည်းသင်သည်အဘယ်သူနှင့်ဆိုင်သနည်းအဘယ်အရက်ကလာသနည်းဟုမေးလျင်ကျွန်တော်သည်အာမလက်လူထံ၌ကျွန်ခံရသောအေဂုတုလူကလေးဖြစ်ပါ၏3ရက်အထက်ကအနာရောက်သောကြောင့်သခင်သည်ပြစ်ထားပါ၏ခေရတိပြည်တောင်ပိုင်းယူဒပြည်နှင့်ကာလက်ပြည်တောင်ပိုင်းကိုတိုက်၍ဇီကလက်မြို့ကိုမိရှို့ပါပြီဟုပြောဆို၏ဒါဝိဒ်ကလည်းထိုအလုံးရင်းရှိရာသို့လမ်းပြနိုင်သလောဟုမေးလျင်သူကကိုတော်သည်ကျွန်တော်ကိုမတတ်သခင်လက်သို့မအပ်မည်ကြောင်းဖျားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါတော့တို့ပြုလျင်ထိုအလုံးရင်းရှိရာသို့လမ်းပြပါမည်ဟုဆိုသည့်အတိုင်းဒါဝိဒ်သည်ကျိန်ဆိုခြင်းကိုပြုလေ၏လူကလေးသည်လမ်းပြ၍ဒါဝိဒ်ရောက်သောအခါထိုလူများတို့သည်ဖိလိတ္တိပြည်နှင့်ယူဒပြည်ထဲကသိမ်းယူသောဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့်စားတောက်လျက်ကခုန်လျက်မြေတစ်ပြင်လုံး၌အနက်အပြားရှိကြ၏ဒါဝိဒ်သည်လည်းညှိဦးမှစ၍နတ်ဖြန်ညှိဦးတိုင်အောင်သူတို့ကိုလှုပ်ကြံသဖြင့်ကလအုပ်ကိုစီး၍ပြေးသောလူလင်400မှတပါလူတယောက်မျှမလွတ်အာမလက်လူတို့သည်တိမ်သွားသမျှတို့ကိုဒါဝိဒ်သည်ရပြန်၍မိမိမယားနှစ်ယောက်ကိုလည်းကယ်နှုတ်လေ၏လူအကြီးအငယ်သားသမီးဥစ္စာပစ္စည်းလူယူတိမ်သွားသမျှတို့တွင်တစုံတစ်ခုမျှမကျန်အလုံးစုံတို့ကိုဒါဝိဒ်သည်ရပြန်လေ၏ဒါဝိဒ်သည်လည်းထိုသိုးနွားများရှေ့မှအရင်နေသောသိုးနွားအပေါင်းတို့ကိုလည်းယူ၍ဤဥစ္စာသည်ဒါဝိဒ်ပိုင်သောလက်ရဥစ္စာဖြစ်သည်ဟုဆို၏မော၍ဒါဝိဒ်နောက်သို့မလိုက်နိုင်ဘေးသောချောင်းနားမှနေရသောလူနေရာရှိရာသို့ဒါဝိဒ်ရောက်၍သူတို့သည်ဒါဝိဒ်နှင့်သူ၌ပါသောလူတို့ကိုခရီးဦးကြိုပြုလိုသောငါထွက်လာသဖြင့်ဒါဝိဒ်သည်အနီးသို့ရောက်သောအခါသူတို့ကိုနှုတ်ဆက်လေ၏ဒါဝိဒ်နှင့်လိုက်သွားသောသူတို့တွင်အာဒမလူဆိုးများတို့ကဤသူတို့သည်ငါတို့နှင့်မလိုက်သောကြောင့်ငါတို့ရသောဥစ္စာတို့တွင်သူတို့သားမယားမှတပါအခြားသောဥစ္စာကိုသူတို့အားမပေးရကိုသားမယားကိုယူ၍ထွက်သွားကြစီဟုဆိုကြ၏ဒါဝိဒ်ကလည်းငါညီအကိုတို့ငါတို့ကိုစောင့်မ၍ငါတို့ကိုတိုက်လာသောအလုံးရင်းကိုငါတို့လက်သို့အပ်တော်မူသောထာဝရဘုရားပေးသနာတော်မူသောဥစ္စာကိုထိုသို့မပြုရဤအမှု၌သင်တို့စကားကိုအဘယ်သူနားထောင်လိမ့်မည်နည်းစစ်တိုက်သွားသောသူရသည့်အတိုင်းဥစ္စာကိုစောင့်လျက်နေရသောသူရစေနှစ်ပါးစလုံးတို့သည်အညီအမျှခံစီဟုစီရင်၏ထိုနေ့မှစ၍ယနေ့တိုင်အောင်ဣသေလအမျိုး၌ထိုသို့သောထုံးစံဖြစ်စေခြင်းကစီရင်ထုံးဖွဲ့သည်ဒါဝိဒ်သည်ဇီကလက်မြို့သို့ရောက်သောအခါလက်ရဥစ္စာအချို့ကိုမိမိအဆွေခင်မိုးယူဒအမျိုးအသက်ကြီးသူတို့ထံသို့ပေးလိုက်၍ထာဝရဘုရား၏ရန်သူလက်မှရခဲ့သောဥစ္စာတွေကသင်တို့အဖို့လက်ဆောင်ကိုကြည်လောဟုမှာလိုက်၏ဘေသလမြို့တောင်ယာမုတ်မြို့ယက်တိယမြို့အာယောမြို့ရှိဖမုတ်မြို့အေရှတမောမြို့ယာခလမြို့ယေရမေလလူနေရာမြို့များကေတိလူနေရာမြို့များဟောမာမြို့များခောရာရှံမြို့အာသက်မြို့ဟေဘုံမြို့မှစ၍ဒါဝိဒ်နှင့်သူ၏လူတို့သည်တဲခိုတက်သောမြို့ရွာအရရက်သို့ပေးလိုက်သည်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး31ဖိလိတ္တိလူတို့သည်ဣသေလလူတို့ကိုစစ်တိုက်၍ဣသေလလူတို့သည်ရန်သူရှေ့မှပြေးသဖြင့်ဂိလဘောတောင်ပေါ်မှအထီးအခိုက်နှင့်လဲ၍တည်ကြ၏ဖိလိတ္တိလူတို့သည်ရှောလုမင်းနှင့်သူ၏သားတို့ကိုပြင်းထန်စွာလိုက်၍ရှောလု၏သားယောနသန်အဘိနဒက်မေလခိရွ
တို့ကိုတတ်ကြ၏စစ်တိုက်ရာတွင်ရှောလူသည်အလွန်ခံရ၏လေးသမားတို့ပြစ်သောများမှန်၍အလွန်နာသောကြောင့်လက်နက်ဆောင်လူလီကိုခေါ်ပြီးလျင်တင့်ဓာကိုထုတ်၍ငါ့ကိုထိုးလော့သို့မဟုတ်အယေပြားလီချင်းကိုမခံသောလူတို့သည်လာ၍ငါ့ကိုထိုးပြီးမှမယုံမသေးညင်းဆဲကြလိမ့်မည်ဟုဆိုတော်လဲလက်နက်ဆောင်လူလင်သည်အလွန်ကြောက်၍မပြုတ်ဘဲနေသောကြောင့်ရှောလူသည်ထိုဓာကိုယူ၍ထောင်ပြီးလျင်ဓာပြားပေါ်မှလဲ၍သေလေ၏ရှောလူသေသည်ကိုလက်နက်ဆောင်လူလင်မြင်လျင်သူသည်လည်းထိုဓာကိုထောင်၍ရှောလူနှင့်အတူဓာပြားပေါ်မှလဲ၍သေ၏ထိုသို့ရှောလူမှဆ၍သူ၏သား၃ယောက်သူ၏လက်နက်ဆောင်လူလင်သူ၏လူပေါင်းတို့သည်ထိုနေ့ချင်းတွင်အတူသေကြ၏ဣသရေလလူပြေးကြောင်းရှောလူနှင့်သူ၏သားသေကြောင်းကိုကြိုက်တစ်ဖက်ယော်ဒန်မြစ်တစ်ဖက်၌နေသောဣသရေလလူတို့သည်သိမြင်လျင်မြို့ရွာတို့ကိုစွန့်ပြေးသဖြင့်ဖိလိတ္တိလူတို့သည်လာ၍နေကြ၏နက်ဖြန်နေ့၌ဖိလိတ္တိလူတို့သည်အသေးကောင်တို့၌အဝတ်တန်စာကိုချွတ်ချင်းကလာသောအခါဒီလဘောတောင်ပေါ်မှာရှောလူနှင့်သူ၏သား၃ယောက်တို့သည်လဲသေးလျက်ရှိသည်ကိုတွေ့မြင်ကြ၏ရှောလူ၏ခေါင်းကိုဖျက်၍လက်နက်တော်ကိုချွတ်ပြီးမှသူတို့ရုပ်ထုကြောင်းများ၌၎င်းလူများတို့၌၎င်းသတင်းကြော်စောစေခြင်းကဖိလိတ္တိပြည်အရရက်သို့ပေးလိုက်ကြ၏လက်နက်တော်ကိုလည်းအာရှတရက်ကျောင်း၌ထား၍အလောင်းတော်ကိုဗက်ရှံမြို့ရိုး၌ဆွဲထားကြ၏ရှောလူ၌ဖိလိတ္တိလူတို့ပြုသောအမှုကိုဂိလက်ပြည်ယာဗတ်မြို့သားများကြားလျင်သူရဲ့အပေါင်းတို့သည်ညအခါထသွား၍ရှောလူ၏အလောင်းနှင့်သူ၏သားအလောင်းတို့ကိုဗက်ရှံမြို့ရိုးမှချပြီးလျင်ယာဗတ်မြို့သို့ဆောင်ခဲ့၍မိရှို့ကြ၏အယိုးတို့ကိုလည်းယူ၍ယာဗတ်မြို့မှတစ်ပင်အောက်၌တကြိုပြီးမှ9ရက်ပတ်လုံးအစာရှောင်ကြသည်ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်သမကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး28မှ31အထိဖြစ်ပါတယ်ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ